ကျွန်တော်နဲ့တငယ်ချင်းရှည်မြေပေါင်းပင်တွေကိုဆေးဖြန်းပေးနေတာမနစ်ကလေးကတညလုံးမအိတ်သမင်းလဲမစားမရက်မနာပဲပြန်လာတဲ့အခါမှာတော့ဒီနေ့နေ့လေ12နိုင်လောက်မှပဲအကုန်ပြီးတော့တာပေါ့နော်မပြောချင်လို့ကြည့်နေတာပေါတက်စီဖြန်းတိုက်ထားပြီးပြီမို့လို့ခြံထဲကမြေပေါင်းပင်တွေဒီမဲ့နေ့ရက်လေးကိုကျွန်တော်စောင့်ကြည့်ဖို့ပဲလိုတော့တာပေါ့ဗျာခမရတို့ကတော့အရင်ကချစ်ခွန်းပန်တာကိုညှင်းလို့ခံခဲ့ရတဲ့ crash လေးကိုဘယ်နေ့ပန်ရောက်မလဲဆိုပြီးအများအားလိုက်ရှောင်းကြည့်နေရတဲ့ဘဝမှာလားဟင်စောက်ခွားမပြောင်းလဲဟဲ့မြေပေါင်းပင်တွေကိုဆေးဖြန်းပြီးမှတော့ကျွန်တော်9လပိုင်းတုန်းကစိုက်ထားခဲ့တဲ့ coffee ပင်ငယ်လေးတွေကိုရှင်တန်ကြည့်ထောက်မှုပဲလို့အရှင်နေမျိုးဖြစ်နေပြီလဲဆိုတာသိရဖို့ထက်လာကြည့်တာပေါ့ဗျာခမရတို့မြင်ရတဲ့အတိုင်းပဲပေါ့နော်သူတို့အမြဲတမ်းအချိန်တိုင်းမိခုနေရတဲ့နေလေးရေတဘဝစားတဲ့မျိုးစားတွေမစားရတဲ့အခါမှာတော့အရွက်တိုင်းနေပါကိုပိုးစားလာတာခံရတာပေါ့ဗျာ coffee ပင်လေးတွေဆိုတာကသူတို့လိုအပ်တဲ့အစာအာဟာရတဘဝမျိုးစားလုံလောက်မှုမရရင်အရွက်တွေဝါလာတက်တယ်အပင်တွေလည်းညှိုးလာတက်ပြီးနောက်ဆုံးမတည်သွားရင်တော့မှပဲအတီးတီးဖို့ကိုတော့ခက်တော့တက်ကြတာပေါ့ဗျာဒါပေမဲ့ coffee ပင်လေးတွေကမျိုးစားမစားရလို့မျက်စိတော့မကောင်းလို့မကြည့်တော့ဘူးဆိုပြီးတော့အမြင့်တွေဖြုတ်မထွက်ပဲ coffee ပင်လေးတွေဟာမိုးရလာကိုစောင့်နေအောင်ရဲ့အလင်းကိုခံရတဲ့တော့အာဟာရကိုယူပြီးသူတို့ရဲ့မြစ်ကိုပုံနဲ့အောင်မြစ်ကြီးမှာရှာလာတက်ကြကနောက်ဆုံးအချိန်တန်လာရင်သူ့အတီးကိုသူတီးနိုင်အောင်စင်းဆိုပြနေတဲ့အတီးလာလာလေးတွေနဲ့ပြန်တက်တည်ပြနိုင်တဲ့အထီးဆွမ်းဆွမ်းပြနိုင်တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ခမရတို့အနေနဲ့လဲ coffee ပင်လေးတွေလိုဘဝကိုရှင်တန်တော့တင်ပါတယ်ဗျကျွန်တော်တို့ရဲ့ဘဝမှာအားနေနေတဲ့အချိန်တွေလဲကျနေရှင်ကိုအားပေးမဲ့သူမရှိတာတွေကိုအတွက်ပိုကောင်းတဲ့အခွင့်အရေးမရတာတွေကိုဖြစ်ချင်တဲ့စံတန်းနဲ့ကိုလိုရှင်တလောက်အထောက်ပံ့မရတာတွေရှိနိုင်တယ်ဆိုပေမဲ့လဲအခြေအနေမကောင်းတာကိုအကြောင်းပြချက်လုပ်ပြီးကိုဘဝကိုတော့ coffee ပင်တွေလိုမညှိုးတော့ပါစေနဲ့ဗျ coffee ပင်လေးတွေကလည်းမြေကောင်းမှအတီးကောင်းတီးတာမဟုတ်ပဲနဲ့ပင်စီရမြစ်တွေခိုင်နေမှလည်းအတီးကောင်းတီးနိုင်မှာဖြစ်တယ်လို့မျိုးကျွန်တော်တို့ခမရတို့ကလည်းအရာအလုံးအဆင်ပြေပြီးအချင်းတွေကောင်းမှအောင်မြင်တာမဟုတ်တယ်လို့စိတ်သက်ခိုင်နေမှဘဝကိုကိုယ်တိုင်ပြောင်းလဲနိုင်မှာပဲဖြစ်တာပေါ့နော်ဒီနေ့ကိုညှိုးတော့နေတာကကိုမဖြစ်နိုင်တော့လို့မဟုတ်ပါဘူးကိုကပွင့်ဖို့နဲ့အတီးတီးဖို့အချင်းတွေမလုံးလောက်သေးလို့ပါဘဝရဲ့အချင်းတွေကကျွန်တော်တို့ကိုမတတ်မှတ်ပါဘူးကျွန်တော်တို့ဘယ်လောက်အထိစိတ်တဲ့အမြင့်ခိုင်အောင်စူးစမ်းခဲ့လဲဆိုတာကပဲကျွန်တော်တို့ရဲ့ရှေ့အနာကအတီးကိုဆုံးဖြတ်ပေးမှာပါဗျဒါကြောင့်မို့လို့ကျွန်တော်တို့ဟာမြေစီလောမကောင်းလို့ငါမကြည့်တော့ဘူးဆိုတဲ့ coffee ပင်လိုမဖြစ်သင့်ပဲမြေစီလောမကောင်းလဲငါအမြင့်ကကြမ်းခိုင်တယ်ဆိုတဲ့ coffee ပင်လိုဖြစ်ဖို့လိုတာပေါ့နော်ကျွန်တော်ခမရတို့ရဲ့ဘဝကို coffee ပင်နဲ့နိုင်ပြီးအသိပညာဘုံတုတာပေးနေတာမော်လို့ချွေးတော်ပြန်ကုန်တယ်ဗျကျွန်တော်နဲ့တငယ်ချင်းရှည်ကြီးအင်ကိုမပြန်ခင်လေးမှာဒီနေ့မိုးတွန်းထဲမှာဝယုံတော်မြစ်သိမဆိုင်ရသေးလို့ဆိုပြီးဝယုံတော်ထဲကိုမြစ်ချဖို့လိုရပစ္စည်းတွေနဲ့ဝင်လာတာပေါ့ဗျာမြစ်ရှိတဲ့ဝယုံတော်နဲ့ကျွန်တော်ရဲ့ရှာအကွာဝေးကတလန်းရှာနီးလေးပဲဆိုပေမဲ့ခမရနဲ့ခမရချီရတဲ့သူကတော့နိုင်ငံချင်းကွာခြားထိုင်ုံတင်မကတဲ့ပဲမိုင်ပေါင်းထောင်ချီကွာဝေးနေကြရတယ်မလားဗျဝယုံတော်ထဲမှာထွက်လာတဲ့မြည့်ရဲ့ site တွေကလည်းစုံလင်နေတာပဲပေါ့နော်ချစ်သူမရနိုင်တဲ့ခမရတို့လိုပဲမြည့် site ရှိမယ်ကျွန်တော်လိုညီမလေးအရန်ကြိုက်တဲ့ရှည်ထောင်းလေးလည်းရှိမယ်မမတွေအရန်ကြိုက်တဲ့ရှည်ပိန်တီးလေးလည်းထပ်ရှိမယ်စားလို့အရန်ကောင်းတဲ့ပုံမှန်ကွက်တီး site တွေလည်းအကုန်ရှိပါတယ်ဗျစောက်ခွားမပြောင်းလဲဟဲ့ဝယုံတော်ထဲမှာမြစ်တွေဆိုတာမြေကြီးအောက်ကနေတိတ်လေးထွက်လာကြပြီးတနေ့ကျတော့ဝါပင်ကြီးဖြစ်လာတယ်လို့မျိုးကိုယ့်အချစ်ကလည်းအဲ့ဒီလိုပါပဲအဆမှာတော့မင်းမသိအောင်တိတ်လေးခိုးပြီးချစ်ခဲ့ပေမဲ့အချိန်ကြာလာတော့မင်းအပေါ်မြစ်တွေပို့တွယ်လာပြီးမင်းကိုချစ်တဲ့စိတ်တွေကပိုကြီးလာလေပါပဲပေါ့နော်ကျွန်တော်နဲ့တငယ်ချင်းရှည်ရင်းမြစ်ကိုတခါနာအတွင်းရှာတာနှစ်ယောက်စလုံးအတွက်အိမ်ကိုပြန်ဖို့လုံလောက်သွားပြီမို့လို့အိမ်ပြန်ဖို့ကိုရုံတော်တဲ့ကနေပြန်လက်ထက်လာလိုက်တာပေါ့ဗျာကျွန်တော်တို့ရဲ့အိမ်ပြန်တဲ့ fashion ကလည်းမသိရင်တန်ခွက်တွေလိုက်ရှာကောက်ပြီးမြို့ထဲပြန်သွားရောင်းစားမဲ့သူတွေရဲ့ရုပ်တွေပေါက်နေကြတာပဲဖြစ်တာပေါ့နော်ကျွန်တော်တို့နှစ်ယောက်ပူစီပြီးပြန်မဲ့ဆိုင်ကယ်ကိုကျွန်တော်မတနာပါဘူးကျွန်တော်တကယ်တမ်းတနာမိတာကချစ်သူရှိရတဲ့နဲ့အချစ်မခံရတဲ့ခင်ဗျားတို့ရဲ့ဘဝလေးကိုပဲတနာမိတာပေါ့ဗျာ